တန်ဃာတော်တွေပေါ်မှာခုလိုလုပ်ခဲ့လို့တောင်းပန်ခဲ့ရပြန်တဲ့အောင်စပူဇက်အဖွဲ့ပရိသတ်ကြီးရေအောင်စပူဆိုတာကကာသမြောက်ပွဲတိုင်းမှာအမျိုးသမီးပရိသတ်တွေတဲသိမ်းလို့အားပေးကြတယ်လို့တညဝေငွေသိန်းထောင်ကြီးရနေတဲ့ထိတ်တန့်မင်းသားတို့ပါရုပ်ရှင်တော်ကားတွေကိုပါခြေစုံပြည့်ဝင်နေပြီဖြစ်တဲ့အောင်စပူဟာလက်ရှိမှာတော့သူ့ရဲ့လူရှင်တော်ဖြို့ဖြို့ကြောင့်ဘာသာရေးစော်ကားမှုဆိုတဲ့ခေါင်းစဉ်အောက်မှာအပြင်းထန်ဝေဖန်ခံနေရပြီးထပ်မံတောင်းပန်လာရပြန်ပါတယ်ဖြစ်စဉ်ကတော့စပွဲတစ်ခုမှာပြည်သက်တွေကအောင်စပူကိုငွေဆက်ကူတွေတိန်းတောင်းချပြီးစုချနေတာကိုကြည့်ပြီးလူရှင်တော်ဖြိုးဖြိုးကဟာတာလုံလိုက်မိပါတယ်။သူပြောလိုက်တဲ့စကားကတော့အရန်လေးအောင်စပူကိုစုမချကြပါနဲ့။ဖုန်ကြီးတွေဦးစင်းတွေအားကြလို့လူထွက်ပြီးဇမင်းသားလာလုံနေပါအောင်မေဆိုတာပါပဲ။ဒီစကားဟာပွဲခင်းထဲမှာတော့ရည်စရာလို့ထင်ရပေမယ့်လူမှုကွန်ရက်ပေါ်ရောက်သွားတဲ့အခါမှာတော့အကြီးကျယ်ပောက်ကွဲသွားပါတော့တယ်။အိန္ဒိယသိက္ခာနဲ့သာသနာဝင်ကိုထမ်းဆောင်နေကြတဲ့တန်ဃာတော်တွေကိုလော်ဂီစည်းစိမ်ငွေကြေးတွေနဲ့နှိုင်းယှဉ်ပြီးလောင်ပြောင်တလူဖြစ်သွားတာကြောင့်ဘာသာရေးကိုအလေးထားတဲ့မိဘပြည်သူတွေကလုံးဝလက်မခံနိုင်ပဲဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။တကယ်တော့ဖုန်ကြီးလှုပ်ထွက်ပြက်လုံးတွေဟာရှေးခေတ်စက်တပင်လောကမှာရှိခဲ့မှုတဲ့အစဉ်လာတစ်ခုပါ။ဒါပေမဲ့ဒီဘက်ခေတ်မှာတော့လူတွေရဲ့သိပညာနဲ့ရှင်ကျေးမှုခံယူချက်တွေကအများကြီးမြင့်မားလာပါပြီ။ဘာသာရေးလူမျိုးရေးနဲ့လူတူချင်းစီရဲ့တန်ဖိုးတွေကိုဟာသလုပ်တာဟာsensitive ဖြစ်တဲ့ကိစ္စတွေဖြစ်လာခဲ့ပါတယ်။ဒါကိုသဘောမပေါက်ပင်ရှေးရိုးဆွဲပြက်လုံးဟောင်းနေနဲ့ပရိသတ်တွေကိုဆွဲဆောင်မှုကြိုးစားတာဟာအမှုပညာရှင်တယောက်အတွက်အန္တရာယ်များလွန်းတဲ့လုပ်ရတစ်ခုပါပဲ။အောင်စပူဇက်ဖွဲ့အတွက်ဒါပထမဆုံးချိန်မဟုတ်ပါဘူး။မကြသေးမီကလည်းအောင်စပူကိုယ်တိုင်စင်ပေါ်မှာကလေးငယ်တို့ကိုဟာသလုပ်ပြီးစော်ကစားခဲ့တာကြောင့်တပင်ဥက္ကဋ္ဌဖိုးချေရဲ့ပြင်းပြင်းထန်ထန်သတိပေးခြင်းကိုခံခဲ့ရပါသေးတယ်။အခုတခါလူရှင်တော်ဖြိုးဖြိုးကတန်ဃာတော်တွေကိုထိခိုက်စေတဲ့စကားပြောလိုက်ပြန်တော့ဒီဇက်ဖွဲ့ကစင်ကျင်တုံတရားနဲနေသလားဆိုတဲ့မေးခွန်းတွေကအချိန်အောင်နဲ့ထွက်ပေါ်လာတာပါအောင်မြင်မှုရဲ့ထိတ်ဆုံးမှရှိနေချိန်မှာဒီလိုလွဲချော်လေးတွေကကိုယ့်ရဲ့ဂုဏ်သိက္ခာကိုအများကြီးထိခိုက်စေနိုင်ပါတယ်ဒီနေရာမှာတတိထားမိတာကအောင်မြင်မှုဆိုတာရယူဖို့လွယ်ပေမဲ့ထိမ့်သိမ့်မှုခက်ခဲနေဆိုတာပါပဲအမှုပညာရှင်ဆိုတာလူလူရဲ့ကြီးမှန်ဖြစ်တယ်လို့လူလူရဲ့အားပေးမှုကိုရယူထားသူဖြစ်လို့ကိုယ့်ရဲ့ပြောဆိုတိုင်းဟာစီကံတဲ့ကျင့်ဝတ်ပေါင်းထဲမှာရှိနေဖို့လိုပါတယ်။တန်ဃာတော်တွေဆိုတာမြမယဉ်ကျေးမှုမှာအမြင့်မြတ်ဆုံးပုဂ္ဂိုလ်တွေဖြစ်လို့သူတို့ရဲ့အရှိန်အဝါကိုဟာသနဲ့မနှိုင်းယှဉ်သင့်ပါဘူး။ဒီလိုမှမျိုးတွေဟာဇက်တပင်လောကပြန်လည်ရှင်သန်မှုစူးစမ်းနေတဲ့အချိန်မှာအဟံတားဖြစ်စေနိုင်ပါတယ်။ဒါကြောင့်အောင်စပူအနေနဲ့ကိုယ့်ရဲ့ဖွဲ့သားတွေကိုပို့ပြီးစနစ်တကျကြက်မှတ်ဖို့လိုအပ်နေပါပြီ။ပရိသတ်ဆိုတာအမားကိုတစ်ချိန်တစ်ချိန်နားလေပေးနိုင်ပေမယ့်ထက်ကတလေလေဖြစ်နေမယ်ဆိုရင်တော့အချစ်တွေကအမုန်းဖြစ်ပြောင်းလဲသွားနိုင်တာကိုသတိပြုသင့်ပါတယ်။အောင်စပူဇက်ပွဲဟာလက်ရှိမြန်မာစက်တပင်လောကကိုပြန်လည်သက်သွင်းပေးနေတဲ့အဓိကမောင်းနေရာတစ်ခုဖြစ်တာကြောင့်ပရိသတ်တွေဟာပို့ပြီးစီကံရှိစေခြင်းပို့ပြီးစင်ကျင်စေခြင်းကြတာပါ။လူကြီးလူကောင်စံမှုနဲ့စင်ကျင်တုံတရားကိုပါထပ်ပြည့်လိုက်မယ်ဆိုရင်ဒီထက်မကပို့ပြီးအောင်မြင်နိုင်မယ်လို့ယုံကြည်ပါတယ်။ခေပရိသတ်ကြီးရေတန်ဃာတော်တွေကိုဟာတာလုပ်ခဲ့တဲ့လူရှင်တော်ဖြိုးဖြိုးရဲ့ပြက်လုံးနဲ့ပတ်သက်ပြီးဘလို့မြင်ကြလဲဟာတာပဲပေါ့ပေါ့ပါပါသဘောထားတင်တယ်လို့ထင်ပါသလားဒါမှမဟုတ်ဘာသာရေးကိုလုံးဝမထိသင့်ဘူးလို့မြင်လားဆိုတော့မိမိတို့ရဲ့အမြင်လေးတွေကို comment မှာပြောပေးသွားကြပါအောင်ရှင်